မဲဘော်ရီယိုပုတ်လိုက်ပြီးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ညချမ်းလေးမှာကျွန်တော်တင်ဆက်ပေးမယ့်ဟိုတူတိုလေးရဲ့နာမည်ကတော့ဆရာတာတေရေးထားတဲ့တစေထိုးတဲ့ခါလောင်းတန်ကျုပ်တို့ညာတွေပူကျက်ဗျာကျုပ်ဖြင့်အိမ်လည်းမထွက်နိုင်တာတောင်၄-၅ ရက်ရှိပေါ့ကျုပ်မိကလည်းကျုပ်အိမ်မှာကတ်နေပြီဆိုတာနဲ့ခိုင်းစရာတွေတန်းစီပြီးခိုင်းတော့တာပြို့ဟုတ်တော့လေဟုတ်သားဗျအိမ်အလုပ်ဆိုတာကလည်းမလုပ်ရင်သာရှိမယ်လုပ်လို့ကတော့နားရမှာတော့မဟုတ်ဘူးဗျရေစီတိုက်နွားစားပြောင်းရိုးတွေသွားရိတ်နွားစားဆင်းစီကျိတ်မြို့တက်နှမ်းရောင်ပဲရောင်သွားတော်တဲဝင်ထင်းခွေရရေးရွာရေးရှိရင်ထလို့ဆရာတော်ကျောင်းကဝေယဝိဆာသွားလုံးနေဗျဘယ်မှာအားလိုက်မနှုံဗျဟဲ့တာတေနင်ဘဲမှမသွားဘူးလားဒီလောက်ပူတာဗျကျုပ်ဖြင့်သွားခြင်းစိတ်ကိုကုံရော့မီယာဘဲမှမသွားလေအမေကိုမကြည်တီးသားဆွဲပေးပါလားတော့ကျုပ်တို့စီမှာကမကြည်တီးမဲ့ချိန်ဆိုရင်ကို့ပင်တွေမှာကိုဆွတ်ပြီးအသားထုတ်ကြတာဗျအဲ့ဒါကိုအသားဆွဲတယ်လို့ပြောတာပြီးရင်စင်အိုးကလေးတွေနဲ့တိတ်ပြီးနှစ်တစ်ပတ်လေစားကြတာပေါ့ဗျာကျုပ်တို့ညာဟင်းတွေမှာကခရမ်းကျင်တီးနဲ့မကြည်တီးလွတ်တာရှားသားလားဗျငချောင်းငချမ်းချက်ရင်လေမကြည်တီးမဲ့လေပုတ်ကြတာပဲလေဗျာကျုပ်ကအိမ်မော်တက်ပြီးမြေကြီးအိတ်ခွင်ပလတ်စတစ်အိတ်နဲ့ထည့်ထားတဲ့မကြည်တီးတွေကိုထမ်းယူခဲ့တယ်ပြီးတော့ကျုပ်အိတ်နေကြတစ်သားကုတ်ပြေပေးမှာဝါဖြာချမ်းတစ်ချက်ခင်းပြီးမကြည်တီးမဲ့တွေကိုအသားထိုင်ဆွဲရောပြူဒါတေနင့်မေရှိလားကျုပ်ကမကြည်တီးတဲ့ကိုအာရုံရောက်နေတော့ဝိုင်းဝါကအတန်ကြားလိုက်တာပြူဝိုင်းဝါကိုလှမ်းကြည့်လိုက်တော့ရွာနောက်ပိုင်းကမပြားကြီးဗျခေါင်းပေါ်မှာပစိုးလေးတစ်ထည်တင်လို့ဟာကျွေးလေးပြကြီးလာလေအမေရှိရဲ့မိဖို့ထဲမှာထမင်းချက်လို့ဗျကျုပ်ခေါ်လိုက်ရမလားအော်အေးမခေါ်နဲ့တာတီတွေးလေးအိမ်မတက်သွားလိုက်မယ်နင့်ကိုတော့အကြီးကအလုပ်ပေးထားပြီထင်တယ်ဟုတ်ပါတွေးလေးရကျုပ်အတွက်တော့2 ရက်စာလောက်ဖူလုံသွားပြီပေါ့ဗျာဒါထက်ဘိုးညာရောမမြင်ပါလားအဘကရှားရဲသွားတယ်ဗျဟိုတရက်ကကျုံမြေစီပတ်ထားတာအခြေအနေသွားကြည့်တယ်ဗျအော်ကျုံနဲ့စကားပြောရင်တွေးလေးပြကြီးကအိမ်ပေါ်တက်သွားရောဗျဟဲ့ပြကြီးလားလာဟဲ့ဒီကိုအကြီးကမိဖို့ထဲမှာထမင်းအိုးငဲလက်စားဖြစ်နေလို့ပြကြီးရေလာပြီရေလာပြီအမေနဲ့တွေးလေးပြကြီးနဲ့မိဖို့ထဲမှာစကားပြောကြတဲ့အတန်ကိုကျုပ်တက်တယ်ပဲကြားရတော့တယ်ဗျခဏနေတော့အမေကလည်းတွေးလေးပြကြီးလို့ပစိုးတစ်ထည်ကောင်းမော်တင်ပြီး2 ယောက်သားထွက်လာကြတယ်ဗျဒါတေငါပြကြီးနဲ့အနောက်ပိုင်းကိုလိုက်သွားအောင်မေထွန်းပွန်းတို့ဒီနေ့ဝက်ပေါ်လို့တဲ့စုံသားသွားယူလိုက်အောင်မေအမေကျုပ်ဖို့ကလီစာနေနဲ့ထည့်ဝယ်ခဲ့ဗျာကျုံငရုတ်သီးတစ်စုံထောင်းထားလိုက်မေအေးထောင်းထားကလီစာပါထည့်ယူခဲ့မေကျုပ်အိမ်နောက်ဘေးဘက်ကိုဝင်ပြီးငရုတ်သီးတစ်စုံကိုညက်ပြီးစီးပိုင်းနေအောင်ထောင်းထားလိုက်တယ်ဗျပြီးတော့မှဝိုင်းထဲကမကြီးပင်အောက်ကိုပြန်လာပြီးမကြီးသီးသားဆွဲရတာပေါ့ဗျာဒီနေ့သီးတဲ့မကြီးသီးတွေကလည်းအသားပေါ်ပါဗျာတတိငါပါကွာဟာကိုကြီးဖိုးအောင်လာလေဗျာဟိုနေ့ကတောင်ဗန်ဝေးကုန်းကသိန်းစော်နဲ့တွေ့လို့ကိုကြီးဖိုးအောင်နေကောင်းလာလို့မေးရသေးတယ်အေးသိန်းစော်ပြောတယ်ကွာတတိယအဲ့ဒါကြောင့်လဲမင်းကိုတတိယသွားပြီးလာခဲ့တာပေါ့ကွာကဲလာဗျာကိုကြီးဖိုးအောင်ကကရင်မြသူ့နာမည်ကစောဖိုးအောင်နဲ့သူ့အဖေကမန်းဖိုးမောင်နဲ့ဗျကိုကြီးဖိုးအောင်ဆယ်နေသားလောက်မှသူ့ကိုသူဇွဲချုပ်ချပြီးတတ်တည်သွားတာတဲ့ကျုပ်တို့ကအငယ်ကလေးပဲရှိသေးတော့မသိလိုက်ဘူးပေါ့ဗျာကျုပ်တို့ကြီးလာမှလူကြီးတွေကပြောလို့သိရတာဗျလွတ်ရိုးသားတဲ့လူကြီးဆိုပဲဘလို့ဖြစ်ပြီးသူ့ကိုယ်သူတတ်တည်သွားတယ်ဆိုတာဘသူမှကိုမတွေးတတ်ကြတော့တာဗျတချို့ကပြောတော့လေစိတ်နောက်သွားလို့တဲ့တချို့ကပြောတော့လေနန်းဖိုးမောင်ကြီးကကရင်ဆိုတော့ကွန်းတွေပါလေမတင်မြောက်လို့ကွန်းပိုင်လောက်လိုက်တာတဲ့ဗျတဖြည်းဖြည်းစိတ်နောက်လာပြီးတတ်တည်သွားတာဆိုပဲလူတွေကတော့အမျိုးမျိုးပြောကြတာပေါ့ဗျာကျုပ်ကကိုကြီးဖိုးအောင်ကိုကိုပြစ်ပေါ်မှာထိုင်ခိုင်းပြီးရီညွှန်းချမ်းနဲ့အိတ်ခံလိုက်တယ်ဗျတန်ကားဆေးပေါ်လိတ်တလိတ်မင်းကြီးပြီးကမ်းပေးလိုက်တယ်ရောက်ကိုကြီးဖိုးအောင်ဆေးလိတ်ကလေးဖွာလိုက်အောင်ကိုကြီးဖိုးအောင်ကကျုပ်ကမ်းပေးတဲ့ငကားဆေးပေါ်လိတ်ကိုလှမ်းယူပြီး2 ဖွာ 3 ဖွာဆက်တိုက်ဖွာတယ်ကျုပ်ကဝဘိုးဘွားကိုဖြတ်ပြီးအဖုံးပိတ်နဲ့လှုပ်ထားတဲ့ရီနွေးကျုပ်ထဲကတရုတ်ကျွေးကြအိုးလေးကိုဆွဲထုတ်ပြီးကိုကြီးဖိုးအောင်အတွက်ရီနွေးငယ်ပေးလိုက်တယ်ကိုကြီးဖိုးအောင်ကလည်းငကားဆေးပေါ်လိတ်ကိုဘယ်ဘက်လက်ကိုပြောင်းလိုက်ပြီးလက်ညှိုးနဲ့လက်ကလေးကြားမှာညှက်ထားလိုက်တယ်ပြီးတော့ညာဘက်လက်နဲ့ရေနွေးချက်ပကံကိုကင်ပြီးဖူးကနေမှုတ်လိုက်တောက်လိုက်လုံနေရောဗျကျုပ်တို့ညာသားတွေကဘလောက်ပူပူနေဘူးတဲကလာရင်ရေအေးတောင်းလိုက်တောက်ထမရှိဘူးဗျရေနွေးပူကိုပဲတဖူးဖူးနဲ့မှုတ်တောက်ကြတာကိုကြီးဖိုးအောင်ကရေနွေးတပကံကုန်သွားတော့ငကားဆေးပေါ်လိတ်ကလေးကိုပြန်ဖွာရောဗျဒါတေတို့ညာသားတွေအတွက်တော့ဆေးလိတ်နဲ့ရေနွေးချက်ဟာအမောပြေစေးပေါ့ဗျကိုကြီးဖိုးအောင်ဘယ်ကလဲလာတာတော့ဗျဘယ်ကမှလှည့်မလာဘူး
မင်းစီကိုတက်တက်လာခဲ့တာကွာကိုကြီးဖိုးအောင်ကကရင်ဆိုတော့ကျုပ်တို့ညာသားတွေလိုအသားမညိုဘူးဗျအသားဖြူတယ်အရက်ကလည်းရှိပိန်ပိန်ပါးပါးနဲ့နှကမ်းမွေးကလည်းရှိသေးဗျမျက်လုံးကပြူးပြူးနဲ့လူကတော့လွှတ်ရိုးတဲ့လူဗျသူ့အဖေကြီးမရှိတဲ့နောက်သူ့အမေကလည်းနောက်ရင်တော့မပြုတ်ခဲ့ပါဘူးမင်းမသားတမ်းမဲ့ယာတွေကိုဥဆောင်ပြီးလူငါတွေနဲ့လှုပ်ခဲ့တာဗျခုတော့ကိုကြီးဖိုးအောင်မီဒေါ်နန်းရီအေးလဲဟိုရှာပါပြီကျုပ်တို့ရွာဒီမှာကကျုပ်တို့လိုဗမာညာသားတွေကြီးရှိတာဗျကိုကြီးဖိုးအောင်တို့လိုကရင်ဆိုတာရှိတာမဟုတ်ဘူးသူတို့မိသားစုပဲရှိတာခုတော့ယာတွေကိုကိုကြီးဖိုးအောင်ပဲဦးကြီးလောက်ကန်နေရတာပေါ့ဗျာဒါပေမဲ့ကိုကြီးဖိုးအောင်ကလှုပ်အလုပ်ကြိုးစားတာဗျအတော့စားလည်းမရှိဘူးစီးပွားရေးကတော်တော်ကိုချောင်းနေကြပါတယ်ကိုကြီးဖိုးအောင်အိမ်အောင်ကြတာကလည်းဗန်ပွေးကုန်းကမစောကြီးနဲ့အိမ်အောင်ကြတာမစောကြီးကဗမာမလေးဗျာဗန်ပွေးကုန်းသူပဲဒီတော့ကိုကြီးဖိုးအောင်ရဲ့သားလေးကတော့ကရင်ကပြားလေးဖြစ်သွားတာပေါ့ဗျာဒါပေမဲ့နာမည်ကိုတော့စောဖိုးဆောင်လို့မှဲ့ထားတာဗျကိုကြီးဖိုးအောင်လို့အသားဖြူဖြူမျက်လုံးပြူးပြူးလေးနဲ့ဗျ9နှစ်သား6နှစ်သားလောက်တော့ရှိမယ်ပြောပါဦးကိုကြီးဖိုးအောင်ရဲ့ချုပ်စီလာတာကိစ္စများရှိလို့လားဗျကျုံမေးလိုက်တော့ကိုကြီးဖိုးအောင်မျက်နှာပြတ်သွားတယ်ဗျခေါင်းလေးတစ်ဆက်ဆက်ငိမ့်လိုက်ပြီးမှပြောတယ်ငါဒုက္ခတွေ့နေပြီဒါဒီကိုကြီးဖိုးအောင်ကစကားကိုဆက်မပြောဘဲရပ်ထားလိုက်တယ်ဟင်ဒုက္ခတွေ့နေတယ်ဟုတ်လားကိုကြီးဖိုးအောင်ဘာဒုက္ခများတော့ဗျကိုကြီးဖိုးအောင်ကအသက်32နှစ်3နှစ်လောက်ရှိပြီဗျလွတ်ရိုးတဲ့လူပါဗျာကျုပ်ကမေးတော့မှသူကပြောပြတာဗျဒါဒီမင်းငါ့ဖတ်ဒီမန်းဖို့မောင်အကြောင်းကြားဘူးတယ်မို့လားဟာကြားဘူးတာပေါ့ကိုကြီးဖိုးအောင်ရဲ့ဒီရွာကလူကြီးတွေပြောနေကြတာကြောက်ကြားဘူးပါတယ်မင်းဘယ်လိုကြားဘူးလို့တော့ကွာအော်ဒီလိုလေးဗျာမန်းဖို့မောင်ကစိတ်နောက်တလို့ဖြစ်သွားပြီးဗမွေးကုန်းတင်းချိုင်းစရာထဲမှာကျိုးသွဲချပြီးတတ်တည်သွားတယ်လို့ပြောတာကြားဘူးတာပဲဗျအေးမင်းကြားရမှန်ပါတယ်ဒါပေမဲ့ငါဖတ်ဒီကစိတ်နောက်ပြီးတတ်တည်တာတော့မဟုတ်ဘူးကွာစိတ်ညစ်ပြီးတတ်တည်သွားတာဗျာစိတ်နောက်တာမဟုတ်ဘူးဟုတ်လားကိုကြီးဖိုးအောင်ဘေးဟုတ်တယ်ငါဖဒီကစိတ်မနှောက်ဘူးစိတ်တွေအယမ်းညစ်သွားတာကွာဟာဖြစ်ရလေဗျာဘာတွေများဒီလောက်စိတ်ညစ်စရာရှိလို့တော့ဗျာကြောက်ကြဘူးတာတော့လမ်းဖိုးမောင်ကလွှတ်ရိုးသားပြီးအလုပ်လဲလွှတ်ကြိုးစားတဲ့လူလို့ပြောကြတာပဲစီးပွားရေးလဲတော်တော်အဆင်ပြေတယ်ဆိုဘာများဒီလောက်စိတ်ညစ်စရာရှိလို့တော့ဗျာအေးကွာဒါတေးကမင်းကငါပြောပြအောင်မယ်ငါဖတီရဲ့ဖတီငါအဖိုးပေါ့ကွာမန်းဖိုးခေါင်းဆိုတာရှိတယ်သူကဟိုးတောင်ထိပ်ကြီးကိုတက်ပြီးခြောက်ကြီးတဲ့ကိုခုန်ချခဲ့တာကွာဗျာဒါဆိုရင်ကမြအဖိုးမန်းဖိုးခေါင်းလေသူ့ကိုသူတက်တည်တာပေါ့ဟုတ်တယ်ဒါဒီငါဖေမသေးခင်ကသူနားထဲမှာချက်ချောင်းကအတူပါခေါင်းလောင်းထိုးတဲ့တန်းကြီးကြားနေတာကွာဗျာချက်ချောင်းဆိုတာဘာတော့ဗျဟာကောင်ရငါအဖိုးကတောင်မော်ကရင်ကြီးကွာသူနေတဲ့ရွာမှာကရင်တွေကြီးပဲပြီးတော့ခရိယန်ဘာသာကိုးကွယ်ကြတာကွာခရိယန်တွေရဲ့ဖះเจ้าကိုချက်ချောင်းလို့ခေါ်တာကွာအဲ့ဒီချက်ချောင်းမှာဖះရှိခိုးရင်ထိုးတဲ့ခေါင်းလောင်းကြီးရှိတယ်ကွာအတူပါရှိရင်လည်းအဲ့ဒီခေါင်းလောင်းကြီးကိုပဲထိုးရတယ်ဆိုပဲခမရတို့ဘိုးကခရိယန်ကိုးကွယ်တာလားအေးလေကွာတို့ဘိုးကခရိယန်လीအဖိုးဆုံးသွားတော့မှငါဖတီကအဲ့ဒီကအိမ်တွေမြေတွေရောင်းချပြီးပံပွေးကုန်းကိုပြောင်းလာတာဒီမှာယာတွေဝယ်နွားတွေဝယ်ပြီးတောင်သူလုပ်နေတာကွာနေပါအောင်ကိုကြီးဖိုးအောင်ရဲ့ကြောက်ကြားဦးတာခမရဖတီမန်းဖိုးမောင်ကဗုဒ္ဓဘာသာကိုးကွယ်တာပါဗျ။ဗံဖွေကုန်းဘုန်းကြီးကျောင်းမှာမန်းဖိုးမောင်ကြီးလူသားတွေနဲတာမှမဟုတ်တာ။အေးဟုတ်တယ်လေ။ဖာတီကဗံဖွေကုန်းကိုရောက်လာတော့ဗုဒ္ဓဘာသာကိုပြောင်းပြီးကိုးကွယ်တယ်။ငါအမိုးလဲဖာတီလိုပဲဗုဒ္ဓဘာသာကိုးကွယ်တာပါပဲ။ဟုတ်တယ်လေဗျာ။အကြီးကြီးအေးကဥပုပ်နေတိုင်းဘုန်းကြီးကျောင်းပါပဲဥပုပ်ဆောင်တာကြုတ်တွေ့နေတာပဲ။ဒါပေမဲ့တာတီးရဘလို့လို့အဲ့ဒါကြီးကဒုနောက်ကိုလိုက်တာပဲကွာ။ဗျာဘယ်ဟာကြီးကလိုက်တာတော့ဗျာကိုကြီးဖို့အောင်ရဲ့ငါစောစောကပြောတဲ့ချက်ချောင်းကထိုးတဲ့အတူပါခေါင်းလောင်းတန်းကြီးလေးကွာဘင်ဘလို့ဖြစ်တာတော့ဗျာအေးမင်းကိုအစကစားပြီးပြောမှနားလဲမှာပေါ့ကွာဒီအကြောင်းတွေကိုဒီရွာကလူတွေဘယ်သူမှမသိကြဘူးကွာဖာတီတို့အမိုးတို့ကလည်းဒီအကြောင်းတွေကိုဘယ်သူကိုမှမပြောကြဘူးငါအခုလာတာလဲမင်းကိုဒီအကြောင်းတွေပြောဖို့လာတာကွာဒီလိုတတေးကငါအဖို့မန်းဖို့ကောင်ကအနောက်ရိုးမကတောင်မရွာလေးတွေရွာမှာနေတာကွာမိဘလက်ထက်ကလေးကချမ်းသာကြတယ်ဆိုပဲစင်တွေလည်းအများကြီးပိုင်နေတဲ့ရိုးမတော်ကြီးထဲမှာပြင်းကလေးတစ်တွေခုတ်ပြီးတစ်ကုံတယ်တွေကိုရောင်းလာတယ်ကွာတရက်ကြတော့အဖိုးရဲ့လူယုံတော်စောကြောက်ပွင်းဆိုတဲ့လူကတစ်ဖိုးတွေအကုန်လုံးဖဲရှုံးပစ်လိုက်လို့အဖိုးကအကြီးကျယ်စိတ်ဆိုးရောတဲ့ဟိကြောက်စောပွင့်ဆိုတဲ့လူကတောင်မော်ကချက်ကြောင်းထဲမှာပုံနေတယ်ဆိုတာလေးသိရောအဖိုးကဝရင်ထုတ်တစ်ချောင်းကင်ပြီးတောင်မော်ကိုတက်လိုက်တဲ့
ချက်ချောင်းဝါရောက်တော့ချက်ချောင်းဆောင်တဲ့အဖိုးကြီးကတကားဖွင့်မပေးဘူးတဲ့ကွာအဲ့ဒီအဖိုးကြီးရဲ့နာမည်ကမန်းဆန်မဲတဲ့ဟေးအဖိုးကြီးဆန်မဲတကားဖွင့်ပေးစမ်းငါငွေတွေခိုးသွားတဲ့ကောင်တခိုးကြောက်ပွင့်ချက်ထဲမှာပုံနေတာငါသိတယ်ဖိုးခေါင်မင်းစိတ်ကိုမင်းထိန်မှာတရားဥပဒေရဖြည့်ရှင်းမှာဖိုးခေါင်ဟဲ့လူကြီးဆန်မဲခမရပါတိလို့ပြောနေတာတော့ဖာစာပါလာအစိုးရကတိုင်းပြည်ကိုမထိန်နိုင်တော့လို့တတိုင်းပြည်လုံးမင်းမဲ့တိုင်းပြည်လို့ဖြစ်နေပြီကျုပ်ကဘသူ့ကိုသွားတိုင်ပြီးဘယ်ဥပဒေနဲ့ဖြည့်ရှင်းရမှာတော့ခမရခုချက်ချင်းတကားဖွင့်ပေးတဲ့ဒီကောင်ကိုကျုပ်ဥပဒေနဲ့ကျုပ်ဖြည့်ရှင်းမယ်မင်းသောသားတွေအရန်ဖြစ်နေတဲ့ဖိုးခေါင်အခုနေကြောက်ပွင့်ကိုမင်းတွေ့သွားရင်အတေးတက်မှတေးကြတယ်စိတ်ထိန်မှဖိုးခေါင်စိတ်လိုက်မှန်ပါလို့တာမကောင်းပါဘူးကွာမင်းအခုအိမ်ပြန်လိုက်တာကောင်းနိုင်မယ်ကွာချက်ချောင်းရဲ့ဝန်တကားကလည်းတိတ်ခိုင်တာမဟုတ်ဘူးတဲ့တာတီရဲ့ဒီမှာတင်ဒေါ်တာကမထိန်နိုင်တော့ငါဖိုးကဖျားเจ้าဝန်တကားကိုသူ့ရဲ့ကိုယ်လုံးထွားကြီးနဲ့ပြေးတိုက်ပြီးဖွင့်လိုက်တယ်တဲ့ဟေးကောင်ဖိုးခေါင်မင်းဟာဖျားเจ้าဖြက်စီးတဲ့အကောင်ပဲအခုချက်ချင်းဒီနေရာကထွက်သွားလိုက်စမ်းဖျားเจ้าဆောင်အဖိုးကြီးမန်းဆန်မေးကလည်းငါအဖိုးကိုဒေါသတကြီးနဲ့အော်ရောတယ်ကွာငါဘိုးကတော့ဘာမှပြန်မပြောတော့ပဲဖះเจ้าထဲကိုဝင်ဖို့ပြေးသွားရောတဲ့ကွာဒီမှာတင်ဖះเจ้าဆောင်အဖိုးကြီးကရှေ့ကပိတ်ပြီးတားလိုက်တယ်တဲ့ကွာဟဲ့ကောင်ဖိုးကောင်မင်းအထဲကိုဝင်ရင်ငါ့ကိုတက်ပြီးမှဝင်ပြီးတော့ဖះเจ้าဆောင်ကြီးကပြောနေတော့မှာပဲအဖိုးရဲ့တပည့်ကြောက်ပွန်းဆိုတဲ့လူကဖះเจ้าပြတင်းပေါက်ကနေခုန်ချပြီးထွက်ပြေးသွားရောတဲ့ဟိအဲ့ဒါကိုမြင်လိုက်တဲ့အဖိုးကသူ့ဒေါသကိုဘလို့မှမထိန်နိုင်တော့ပဲသူ့လက်ထက်ကဝရင်တုပ်ကိုတအားလွဲပြီးဖះเจ้าဆောင်ကြီးကိုရလိုက်ရောတဲ့ဟိဒီမှာတင်မယ်မြေကြီးပေါ်ကိုခွေကနေလဲကျသွားပြီးဆိုင်ငင်ဖြစ်နေတဲ့ဖះเจ้าဆောင်ကြီးကချက်ချောင်းပေါ်ကခေါင်းလောင်းကြီးကိုလက်ညှိုးနဲ့ထိုးပြီးပါဇက်ကလည်းပွားစီနဲ့ပြောနေတာတဲ့ကွာသူ့ပါဇက်တဲကသွေးတွေပွက်ကနေအန်နီယာကနေခေါင်းကြီးခွေကျသွားရောတဲ့ဟိအဲ့ဒီလိုဖះเจ้าဆောင်ကြီးအသက်ထွက်သွားတာနဲ့တပြိုင်နက်တည်းမှာပဲဖះเจ้าခေါင်းလောင်းကြီးကအလိုလိုထမိတာတဲ့ဟိအတုကခေါင်းလောင်းတန်ကြီးတဲ့ကွာအာဘိုးလဲတော်ကိုလန့်သွားတာတဲ့ဟိအလိုလိုထိုးနေတဲ့ခေါင်းလောင်းကြီးကိုမော့ကြည့်ရင်ကြက်သီးတွေတဖြန်းထလာတဲ့စောကဒေါသစိတ်တွေလည်းဖျောက်သွားပြီးဝမ်းနေတဲ့လူကြောက်တယ်လို့ဖြစ်ပြီးဖះเจ้าရှိတဲ့တောင်ပေါ်ကနေဆင်းပြေးလာရောတဲ့ကွာဖះเจ้าကအတုပခေါင်းလောင်းထိုးတဲ့တန်ကြားလိုက်တော့လူတွေအံ့ဩပြီးထွက်လာကြရောတဲ့ဟိပြီးတော့ဖះเจ้าကိုပြေးတက်ကြည့်တော့တွေးအိမ်ထဲမှာတည်နေတဲ့ဖះเจ้าဆောင်ကြီးရဲ့အလောင်းရဲ့ထိုးသူမရှိပဲအလိုလိုမြည်နေတဲ့ဖះเจ้าပေါ်ကခေါင်းလောင်းကြီးရဲ့ကိုတွေ့ကြရတော့ကြောက်လန့်ပြီးပြန်ဆင်းပြေးလာကြတာပဲဟိနေပါအောင်ကိုကြီးဖိုးအောင်ရဲ့ခမရဖိုးမန်းဖိုးကောင်ကိုရဲတွေကမဖမ်းကြဘူးလားဗျပြောပါရောလားတာတည်းရဲ့တိုင်းပြည်ကမဲမဲတိုင်းပြည်လို့ဖြစ်နေတဲ့အချိန်ကွာပြီးတော့ရိုးမတော်တွေကရွာနေကွာဒီဖះเจ้าဆောင်အဖိုးကြီးကလည်းဘယ်ကရောက်လာပြီးဒီမှာနေမှန်းဘယ်သူမှမသိကြဘူးကွာဒီတော့လေအဖိုးကြီးလောင်းကိုဝိုင်းပြီးတချိုလိုက်ကြတာပေါ့အော်ချက်ချင်းတော့ဘာမှမဖြစ်ဘူးလေကွာအဖိုးရဲ့တပည့်ကြောက်ပွန်းဆိုတဲ့လူလေပြေးတော့တာပေါ့ကွာအဲ့ဒီနယ်ကိုဘယ်တော့မှပြန်မလာတော့တာတဲ့ဟေးအေးဒါပေမဲ့ဖះเจ้าဆောင်နဲ့အဖိုးကြီးတည်သွားပြီး9နှစ်ကြာတော့ငါအဖိုးဟာညအိပ်ရင်အတုပခေါင်းလောင်းတန်ကြီးကြားလို့လန့်နိုးလာတယ်ဆိုပဲကွာပထမတော့တလောက်ကိုတစ်ခါလောက်ပဲကြားရတယ်ဆိုပဲနောက်တော့စိတ်လာတယ်ကွာတလနှစ်ခါကြားရတယ်ဆိုပဲနောက်တော့တလတုံးက4ခါ5ခါကနေတနားရီတစ်ခါလောက်ကြားလာရတယ်ဆိုပဲအဖိုးလဲနေရောညရောအိပ်လို့မရတော့ပဲခေါင်းတွေကိုက်ပြီးအော်နေရတယ်တဲ့ကွာမိကနေအိပ်ပြောလိုက်ဒေါင်းဆိုပြီးခေါင်းလောင်းထိုးတဲ့အတန်ကြီးပေါ်လာလိုက်လန့်နိုးလိုက်နဲ့နေရောညရောမအိပ်နိုင်တော့အစားလဲမဝင်တော့ဘူးလူလဲပိတ်ချုံပြီးမျက်တွန်းဟောက်ပက်ကြီးတွေဖြစ်နေရောတယ်ကွာသူ့ကိုလူတွေကမျက်ချင်မပြတ်စောင့်ကြည့်နေတဲ့ကြားကနေတနေ့မနေ့အစောကြီးမှာလူတွေအိပ်ပျော်နေတော့အိမ်ကနေထွက်သွားရောတယ်ဟိအရင်ဆုံးနိုးလာတာကငါးဖတီရက်ကွာဒါနဲ့ငါးဖတီလေချက်ချင်းထွက်လိုက်တော့တောင်ပေါ်ကိုတရွရွနဲ့တက်နေတဲ့အဖိုးကိုတွေးလိုက်ရတာပေါ့ကွာဖတီတောင်ပေါ်ရောက်တော့ငါအဖိုးကတောင်ထိပ်ကကမ်းပါဆက်ကြီးမှာရက်နေတာတဲ့ကွာဒီမှာတင်ငါးဖတီကသဘောပေါက်သွားပြီးဖတီမလုံနဲ့လို့လန့်အော်ပြောလိုက်တော့အဖိုးကငါ့ကိုတစ်ချက်လှည့်ကြည့်ပြီးပြောတဲ့ဖိုးခွာမင်းပြန်တော့ဒီဘာမှမင်းတို့မနေကြနဲ့ငါတော့မခံနိုင်တော့ဘူးအဲ့လိုပြောပြီးခြောက်ကြီးတဲ့ခုံကျသွားရောတဲ့ဟိဟာဖြစ်မှဖြစ်ရလေကိုကြီးဖိုးအောင်ရအေးရွာကလူတွေဆိုတာခြောက်ထဲကိုဆင်းပြီးအလောင်းကိုမနှဲရှာကြရတယ်ဆိုပဲပြီးတော့အလောင်းကပုံပြက်ပန်းပြက်ဖြစ်နေတဲ့အပြင်တောင်ပေါ်ကိုပြန်တယ်ဖို့ခက်နေတာနဲ့ခြောက်ထဲမှာပဲတကြိုခဲရတယ်တဲ့ကွာအော်ဖြစ်ရလေဗျာတရားเจ้าဆောင်ကြီးကဂျိန်စာတွေပါတွေတိုက်သွားသလားမှမသိတာကိုကြီးဖိုးအောင်ရဲ့အဲ့ဒါတော့မသိဘူးတာတီရငါးဖတီလေသူ့ဖတီမန်ဖို့ကောင်มาခဲ့တဲ့အတိုင်းစီးသမျှအကုန်ရောင်းချပြီးအဲ့ဒီရွာကပြောင်းလာခဲ့ရောတယ်ဟေနေပါဦးဗျ
ခမရပါတီကဗပွေးကုန်းကိုဘလို့အဆက်နဲ့ကြောင်းလာခဲ့တာတုံးဗျဒီလိုကဗပွေးကုန်းရွာသားတစ်ကုံတဲ့တယောက်ရှိတယ်သူ့နာမည်ကဦးဗညွဲနဲ့သူကမိရထားစလီဖားတုံးလို့ဖို့ဟာဘူးစီမှာပြင်းကလေးတစ်တွေမကြလာပြီးဝဲနေကြအဲ့ဒီတစ်ကုံတဲ့ဦးဗညွဲရဲ့အဆက်နဲ့ယာတွေဝဲဝိုင်းညီဝဲပြီးဗပွေးကုန်းမှာအခြေချခဲ့တာလေဟေ။အော်ဒီလိုလားဒီတော့ကငါးပါတီကထင်တာပေါ့ကွာဒီကိစ္စကငါအဖိုးလုပ်ခဲ့တာပြီဆိုတော့အဖိုးလည်းမရှိတော့ဘူးအဲ့ဒီရွာကနေလည်းအပြီးပြောင်းခဲ့ပြီဗုဒ္ဓဘာသာလည်းကိုးကွယ်နေပြီဆိုတော့အားလုံးပြီးသွားပြီလို့ထင်တာပေါ့ကွာဒါပေမဲ့ပါတီတို့အမိုးတို့ထင်တယ်လို့မဟုတ်ပဲဆွေစဉ်မျိုးဆက်ကိုပါလိုက်လာတာဟေဒါဆိုတော့မန်ဖို့မောင်လည်းအဲ့ဒီခေါင်းလောင်းတန်ကိုကြားလာတော့တာပေါ့ဟုတ်လားကိုကြီးဖို့အေးလေကွာမင်းကိုစောစောကငါပြောတဲ့အထဲမှာပါတယ်လေကွာငါပါတီလေအဲ့ဒီအတုပခေါင်းလောင်းတန်ကြီးအစားကတော့တလားတစ်ခါလောက်ကြားရတာကွာအဲ့ပြောနေရင်ကလန့်អော်ပြီးနိုးလာတာဟေနောက်တော့တညကို2ခါ3ခါလောက်ကြာပြီးလန့်អော်တယ်ကွာနောက်တော့အဘိုးတုံးကလို့အတုပခေါင်းလောင်းတန်ကြီးကြားရတာစိတ်လာတာပေါ့ကွာဟာကိုကြီးဖို့အောင်ရေဆရာတွေတမားတွေနဲ့မေးစမ်းပြီးစီဝါမကုတ်တော့ဘူးလားဗျာနေပါမလားတာတီးကပထမတော့ဆရာတော်တမားတော်တွေပင်ပြီးတရေရွက်အိမ်ကိုစီးချလောက်တာပေါ့ကွာနောက်တော့ဘယ်ဆရာကောင်းလဲဆိုပင်းလို့ရရင်ပင်းလို့မရရင်သွားကူပေါ့ကွာဆရာတွေလည်းမျိုးစုံကုသပေးကြတာပဲကွာတာတီးကနို့အဲ့ဒီလိုကူတော့မတက်တာဘူးလားဗျမတက်တာပါဘူးကွာကုရင်းတာရင်ကြားတဲ့ကပဲအဲ့ဒီအတုပခေါင်းလောင်းတန်ကြီးကိုကြားနေရတာပါပဲတာတီးကငါဖတ်ဒီဆိုတာတနာဖို့အင်မတန်ကောင်းတာပါကွာညဘက်မိကနေအိပ်ပျော်သွားတာနဲ့သူနာထဲမှာအတုပခေါင်းလောင်းတန်ကြီးကဒေါင်းဆိုပြီးကြားပြန်ရောကွာလန့်អော်ပြီးနိုးလာပြန်ရောဟေးနေခင်းမဲ့ပြန်အိပ်လို့မရဘူးလားဗျအေးစဖြစ်ကစားကတော့ညဘက်ကိုမိတ်တော့ပဲနေ့ဘက်ကိုအိတ်တာပေါ့ကွာညဆိုရင်မိတ်ပဲနဲ့အဘတီကထိုင်နေတာကွာနောက်တော့နေခင်းဘက်လဲအဲ့ဒီခေါင်းလောင်းထိုးတန်ကြီးကိုကြားနေရတာကွာဖာတီမှာနေရောညာရောမအိပ်ရတော့ပိန်ချုံပြီးငိုတူငိုင်းတန်ကြီးဖြစ်လာတာပေါ့ကွာတခါတလေသူ့အတီတယောက်ကသူ့နာမည်ခေါ်ရင်တောင်မှကြားတဲ့ခါကြားမကြားတဲ့ခါမကြားနဲ့ပေါ့ကွာနေပါအောင်ကိုကြီးဖိုးအောင်ရဲ့အဲ့ဒီတုန်းကကိုကြီးဖိုးအောင်ကအသက်ဘယ်လောက်ရှိပြီတော့ငါအသက်10နှစ်17နှစ်လောက်ပေါ့ကွာအော်ဒါကြောင့်အားလုံးသိနေတာကိုတခါကျတော့ဖာတီကတယောက်တည်းထိုင်ပြီးငိုတဲ့အခါငိုနေတယ်တခါကျတော့လေတယောက်တည်းစကားတွေပြောနေတယ်ဒီတော့ရွာထဲကလူတွေကငါဖာတီကိုစိတ်နှောက်သွားပြီလို့ထင်တာပေါ့ကွာဒါပေမဲ့ငါသိတာပေါ့တာတီကငါဖာတီမယူပါဘူးဘာဖြစ်လို့တုံးဆိုတော့ဖာတီမတည်ခင်တစ်ပတ်လောက်မှာငါ့ကိုပြောတယ်ကွာဟင်ဘာပြောတာတုံးဗျာကိုကြီးဖိုးအောင်ရဲ့ငါသားမင်းအဖို့ဘာကြောင့်တတ်တည်သွားတယ်ဆိုတာဖာတီခုမှနားလေတယ်မင်းဖိုးလုပ်ခဲ့တဲ့ကိစ္စဟာဘာကြောင့်ဖာတီစီရောက်လာတယ်ဆိုတာတွေးလို့မရဘူးဖာတီစိတ်ထဲမှာစိုးရိမ်နေတာကမင်းကိုပဲဖို့အောင်ဒီကိစ္စကအာစီမာနဲ့ရပ်သွားရင်ကောင်းမယ်အဲ့ဒီလိုမရပဲမင်းစီကိုဆက်လာမှာဖာတီစိုးရိမ်နေကွာလို့ပြောတာကွာတာတီကဟာဒီလောက်ချီတော့ဆက်လိုက်မယ်ထင်ပါဦးဗျာကိုကြီးဖို့အောင်ကအစီခံသားရောက်နေတဲ့သူ့လက်ထက်ကတကားဆေးဘောလိတ်ကလေးကိုဇက်တိုက်ဖွာထုတ်လိုက်တယ်ပြီးတော့မှဆက်တဲ့တာတီရေဆက်တယ်ကွာအခုအရာကြီးငါးစီကိုရှောင်းနေပြီဗျာဟုတ်လားကိုကြီးဖို့အောင်ပြောရင်မျက်နှာပြက်သွားတယ်ဗျငါအဲ့ဒီအတုပခေါင်းလောင်းထိုးတန်းဆိုတာကြီးကိုငါကြားတာ3ခါရှိပြီတာတီအဲ့ဒီလိုတန်မျိုးကိုငါတခါမှကြားတောင်ကြားဘူးတာမဟုတ်ပါဘူးကွာနေပါအောင်ကိုကြီးဖို့အောင်ရဲ့ဘလို့တန်ကြီးတုံးဗျာဒေါင်းဆိုပြီးတန်ကြီးကလေးကြီးမြည်နေတာကွာခတ်တွတ်မြည်တာမဟုတ်ဘူးတစ်ချက်ချင်းလေးကြီးမြည်နေတာနားထောင်ရင်စိတ်ထဲမှာကြောက်လာတာကွာငိုချင်းတလို့ဘာလို့ဖြစ်လာတာကွာနေပါအောင်ဗျာအဲ့ဒီတန်ကြီးကိုအိမ်မက်တလို့ကြားရတာလားအပြင်မှာတကယ်ကြားရတာလားဟာတာတီကလည်းအပြင်မှာတကယ်ကိုကြားရတာကွာကြားရတာတောင်မှအဝေးကြီးကကြားရတာမဟုတ်ဘူးကွာကိုနာနာမှာကပ်ပြီးထိုးလိုက်တယ်လို့ကြားနေရတာနေအောင်ကိုကြီးဖို့တခါကြားရင်ဘယ်နှချက်လောက်ကြားရတော့ဗျ10ချက်12ချက်လောက်ကိုကြားရတာကွာကိုကြီးဖို့အောင်ပြောရင်မျက်ရည်တွေကျလာတယ်ကျုပ်ဖြင့်စိတ်မကောင်းလိုက်တာဗျာငါစိတ်မကောင်းတာကငါသားလေးဖိုးဆောင်စီကိုရောက်လာမှာကိုငါတွေးမိလို့ပါကွာဒီလိုကိစ္စကြီးကငါတို့ဆွေစဉ်မျိုးဆက်ဘယ်နှဆက်လောက်အထိလိုက်နေအောင်မှာတော့တတည်းရာခုလိုကိုကြီးဖိုးအောင်ဖြစ်နေတာကိုအမစောကြီးကိုရောပြောပြသေးလားဗျခုထီတော့ငါဘသူ့ကိုမှမပြောသေးပါဘူးကွာမင်းကိုသာအရင်ဆုံးလာပြောတာပါမင်းကဆရာသမားဆက်သွယ်ပြီးရှိတယ်မို့လားပြီးတော့မင်းကိုယ်တိုင်လည်းဆရာတစ်ပိုင်းဖြစ်နေတာလေကွာဟာကိုကြီးဖိုးအောင်ကလည်းကျုပ်ကတော့ဆရာမဟုတ်ပါဘူးဗျာကျုပ်တွေးကြည့်တယ်ဖះเจ้าဆောင်အဖိုးကြီးမတည်ခင်မှာဘာတွေများချိန်စာတိုက်ခဲ့ပါလိမ့်လို့ကျုပ်တွေးနေတာဗျ
ကဲကိုကြီးဖိုးအောင်စိတ်မလောပါနဲ့ဟုတ်ဗျာကျုပ်ဒီကိစ္စကိုလုပ်ကြည့်ပါမယ်နို့နေပါဦးကိုကြီးဖိုးအောင်ရဲ့ခမရအဖို့မန်းပုတ်ခေါင်ရဲ့ရွာကဘာနာမည်တဲ့တော့ပသိမ်ဘက်ကနေတွားရတာနဲ့ကွာရိုးမတောင်ကြီးပေါ်မှာရှိတာလို့ပြောတယ်ရွာနာမည်ကဇလက်ကုန်းနဲ့ကွာကိုကြီးဖိုးအောင်ရဲ့အဖေရှိတော့ကအဲ့ဒီရွာကိုတွားပုံတွားနေတေးသေးချာချာမေးထားလိုက်ရဲ့လားဟာဒါတီးကငါအမိုးရှိနေတာပဲအမိုးလဲအဲ့ဒီရွာကပဲလေအေးဟုတ်သားပဲကျုပ်ကအကြီးကြီးကိုမေးပြီးပြောနေတာမျိုးဘာတော့မင်းအဲ့ဒီရွာကိုတွားကျင်လို့လားနေအောင်ဗျကျုပ်ကလိုရမယ်ရမေးထားတာပါဘာလဲဆိုတာသိအောင်လောက်ရအောင်ပါဗျကိုကြီးဖိုးအောင်ရကျုပ်စိတ်မကောင်းပါဘူးဗျာကိုကြီးဖိုးအောင်ပြန်သွားတော့ကျုပ်ဒီအကြောင်းကိုငိုင်းပြီးတွေးနေတော့ဟဲ့တာတေးမယုတ်တီးထောင်းတာဒီလားဟောအမေပြန်လာတာမျိုးဝတ်သားရွဲကြီးကလည်းပါလာတယ်ပိုမာဟေထုံးပုံကတော်တော်နဲ့ကိုအမွှေးနှုတ်ခုတ်ထစ်ချိန်တွယ်နေတာမပြီးနိုင်လို့စောင့်နေရတာဟေဟဲ့တာတေးနင်းကြည့်ရတာမိုင်းတန်တိုင်ကြီးနဲ့ဘာတော့နေမကောင်းလို့လားနေကောင်းပါရဲ့အမေကစောစောကဗန်ဝေးကုန်းကကိုကြီးဖိုးအောင်နဲ့ထိုင်ပြီးစကားပြောနေလို့ပါဘသူဟဲ့ဖိုးလေးအမေကကရင်ဖိုးအောင်လေဩဇွဲကြိုးချတည်သွားတဲ့ဖိုးမောင်ရဲ့သားလေးထင်တယ်ဟုတ်တယ်အမေကဗန်ဝေးကုန်းမှာကရင်ဆိုလို့သူတို့ပဲရှိတာပဲဗျာအေးနို့ကရင်လေးဘာလာလို့တော့သူတို့ကိစ္စကလည်းတော်တော်ကိုရှုပ်ထွေးတာအမေကကျုပ်လည်းဘာဆိုတာတွေးလို့တော့မရပါဘူးဗျာအဘရာတွေကပြန်လာတဲ့အချိန်မှာအမေရဲ့ဝတ်သားဟင်းကလည်းနူးနေပြီဗျထုံးစံအတိုင်းသုံးမကန်လောက်ကိုစားပြစ်လိုက်တာဗျထမင်းစားပြီးကျုပ်မကြီးပင်ရောက်ကကျုပ်ရဲ့တေတာကိုပြစ်ပေါ်မှာတမင်းမေးပြီးအမေခိုင်းထားတဲ့မကြီးသီးတွေကိုအသားဆွဲနေလိုက်တဲ့တနေ့ကုန်ထိုင်ပြီးအလုံးလုံးနေလိုက်တာနေဆောင်တော့တော်တော်ကိုပြီးသွားပြီဗျညနေဆောင်တော့ရေမိုးချိုးထမင်းစားပြီးကိုပိုးအောင်ကြီးတို့အကြောင်းတွေကိုကျုပ်ဆက်တွေးနေမိတယ်အမေတို့အဘတို့အိတ်သွားတာတောင်ကျုံမအိတ်နိုင်သေးဘူးဗျတော်တော်လေးညနေတော့မှကျုပ်အိတ်ရဝင်ခဲ့တယ်ကျုပ်မဖဲဝါပေးထားတဲ့ကိုဝဲရုပ်ကလေးကိုထုတ်ယူပြီးကိုဖိုးအောင်တို့ကိစ္စကိုမေးတယ်ပြီးတော့မဖဲဝါရဲ့ကိုဝဲရုပ်ကလေးကိုကျုပ်ကောင်းအောက်မှာထားပြီးအိတ်လိုက်တယ်အနောက်ဘက်ကလေအေးတွေတိုက်နေလိုက်တာကျုပ်ဖြင့်ချမ်းတောင်လာတယ်ဗျာမိုးရွာတော့မှလားလို့ကောင်းကင်ကိုကျုပ်မော့ကြည့်မိလိုက်တယ်ဟာကောင်းကင်ကြီးတစ်ခုလုံးပြလို့ဗျကျုပ်အံ့ဩသွားတယ်မိုးမရွာပဲလေအေးတွေတိုက်လာကြည်လားလို့တွေးနေတာပေါ့ဗျာကျုပ်ရောက်နေတာတောသက်ကလေးတစ်ခုဗျဟဲ့တာတီငါဒီမှာကျုံနောက်ဘက်ကိုလှည့်ကြည့်လိုက်တယ်တပင်လုံးဝါထိန်နေအောင်ပွင့်နေတဲ့ဆက်နေရဒီပင်ကြီးအောင်မှာရက်ပြီးကျုပ်ကိုလှမ်းခေါ်လိုက်တာဗျအိမ်မထဲမှာကျုံမြင်နေကြကောင်းပါလေဗျကျုံနဲ့အသက်တူတူလောက်ပဲကျုပ်သိတာပေါ့ဒါမဖဲဝါလေကျုပ်လန့်သွားမှာဆိုလို့သူ့ရဲ့ငကိုပုံစံကိုဖျောက်ပြီးကျုံနဲ့ရွယ်လူလောက်ရှိတဲ့ကောင်မလေးပုံစံအဖြစ်ဖန်ဆင်းထားတာလေဗျကျောဘက်ကိုချထားတဲ့သူ့စပင်မှာဆက်နေရဒီပန်းအဝါလေးတစ်ပွင့်ပန်လို့ဗျမဖဲဝါကိုကျုံမေးစရာရှိလို့ဗျဗန်ဝေးကုန်းမှာနေတဲ့ကျုံမိတ်ဆွေကိုကြီးဖိုးအောင်ရဲ့အဖိုးကစားပြီးနားထဲမှာခေါင်းလောင်းထိုးတန်ကြီးကြားပြီးကိုတတ်တည်ကြတာဗျကိုကြီးဖိုးအောင်ရဲ့အဖေလည်းဗန်ဝေးကုန်းတုတ်တန်မှာသူ့ကိုယ်သူတတ်တည်သွားတာပဲအဲ့ဒီခေါင်းလောင်းတန်ကြီးကြားတာပဲဗျအခုကိုကြီးဖိုးအောင်မှာအဲ့ဒီခေါင်းလောင်းတန်ကြီးကြားနေရပြီဘယ်လိုလုပ်ပေးရမလဲဆိုတာကျုပ်သိချင်လို့ပါမဖဲဝါကသူ့ကောင်းကစပင်တွေကိုလှုပ်သွားအောင်ခေါင်းငိမ့်လိုက်တယ်ပါတီအဲ့ဒါချိန်သာတင်နေတာအခုမြေးထီရောက်လာပြီမပြီးသေးဘူးပေ80ထီသွားနေမှာဟာဖြစ်ရလေဗျာဘလို့လို့ရင်ဒီချိန်ကပြေးနိုင်တော့ဗျဖះเจ้าမြက်ကအဲ့ဒီခေါင်းလောင်းကြီးကိုထုခွဲပြီးဖြက်စီးပစ်လိုက်ရင်တော့ရပ်သွားလိမ့်မယ်အဲ့ဒီရက်ကိုနင်သွားဖို့ကရင်လေးပါခေါ်သွားဖះเจ้าမြက်ထဲမှာရှိတဲ့ချိန်သာရှင်ကိုတောင်းမယ်လို့မှမရရင်ငါ့ကိုတားလိုက်ငါလိုက်လာပြီးတောင်ပန်ကြီးကိုအကူညီတောင်းပေးမယ်ငါရဲ့ကိုခွဲရုပ်ထုကိုပအောင်ယူသွားကြားလားဟုတ်ကဲ့ပါတင်းညာရှင်မကြီးဗျာဟဲ့တာဒီထဆန်းဘာတန်တွေရောအမေကျုပ်ကိုလှမ်းလို့ကျုံလို့သွားတာဗျတတုံတုံတန်တွေကျုပ်လဲကြားတယ်ဒါဒီကြားလားဘာတန်တွေရောကြောင်တွေပါဗျအမေကအိမ်ခေါင်မိုးပေါ်မှာကြောင်တွေပြေးနေတာပါတီးပါဘူးဟဲ့ငါဖြင်းလန့်သွားတာပဲကျုပ်လဲပြန်အိပ်ပေမဲ့အဲ့လိုမပြောတော့ပါဘူးစောစောကအိမ်မက်ကိုပဲတွေးနေမိရောပြူအိမ်မက်ထဲမှာမဖဲဝါပြောသွားတဲ့အကြောင်းတွေကိုကျုပ်တေးချာပြန်တွေးနေတာမဖဲဝါပြောတော့ဖះเจ้าပြက်ကြီးလို့ပြောတယ်ဇလက်ကုန်းကလူတွေရဲ့ဖះเจ้าပဲဘာဖြစ်လို့မဖဲဝါကဖះเจ้าပြက်လို့ပြောရတာတုံးဆိုတာကျုံနားမလဲဘူးနောက်တစ်နေ့မှာပဲကျုပ်ဗန်ပွေးကုန်းကိုထွက်လာခဲ့တယ်ရွာလေကကိုကြီးဖိုးအောင်တို့အိမ်ကိုသွားတယ်အကြီးကြီးကကျုပ်ကိုမမှတ်မိဘူးဗျကိုကြီးဖိုးအောင်ရဲ့သားလေးစောဖိုးဆောင်ဆိုတာ9နှစ်6နှစ်သားလေးဗျအသားဖြူဖြူလေးသူ့အမေမစောကြီးကအညာသူသားဆိုတဲ့အသားမညိုဘူးဗျအသားဖြူတယ်ဒီတော့လေဖိုးဆောင်လေးကအသားဖြူရတာပေါ့ဗျာကျုံနဲ့ကိုကြီးဖိုးအောင်ကဝိုင်းထဲကဒေတာကွက်ပြစ်မှာစကားပြောကြတယ်
မဖဲဝါပြောတဲ့ဆွေ80အထိလိုက်မဲ့ကြောင်းပြောလိုက်တော့ကိုကြီးဖိုးအောင်တော်တော်တုံးလောက်သွားတာမျိုးသူသားစောဖိုးဆောင်ကလေးကိုလှမ်းကြည့်နေတယ်တတ်တယ်မင်းနဲ့ငါဇလက်ကုန်းကိုသွားကြမယ်လေကွာအဲ့ဒီခေါင်းလောင်းကြီးကိုထုခွဲပစ်လိုက်မယ်တကယ်လို့ငွေပေးဝယ်ရမယ်ဆိုရင်လည်းငါဝယ်မယ်တတ်တယ်ပြီးမှထုခွဲပစ်မယ်ခရီးစရိတ်အတွက်မင်းပတ်စံတပြားတောင်မယူခဲ့နဲ့ငါအလုံလောက်ယူခဲ့မယ်နောက်3ရက်ကြာတော့ကိုကြီးဖိုးအောင်နဲ့ကျုံနဲ့ခရီးစထွက်တယ်ပတိန်ကနေတဆင်းမော်တော်စီးပြီးသွားရတယ်စင်စုရွာကိုရောက်တော့မော်တော်ကလမ်းဆုံးသွားပြီးအဲ့ဒီကနေရိုးမဘော်ကိုစတက်ကြရတယ်ညနေ3နာရီလောက်ရောက်မှဇလက်ကုန်းကိုရောက်ကြတယ်ဒါပေမဲ့ဇလက်ကုန်းကအရင်ရွာမဟုတ်တော့ဘူးလေဗျဒါရွာတစ်တည်ထားတာဆိုပဲအရင်ရွာတုန်းကဘုရားကျောင်းကခေါင်းလောင်းကြီးကအလိုလိုထထထိုးနေတယ်ဆိုပဲဗျအဲ့ဒီခေါင်းလောင်းကြီးကအလိုလိုထပြီးထိုးတိုင်းရွာထဲမှာလူတယောက်တည်ရတယ်ဗျဒါနဲ့သူတို့တွေရွာပြောင်းပြီးတည်တာနှစ်ပေါင်း40လောက်တောင်ရှိပြီဆိုပဲအရင်ရွာနေရာကအခုဆိုရင်တောကြီးဖြစ်ပြီးတောင်ကုန်းပေါ်ကချက်ချောင်းပြက်ကြီးပဲရှိတော့တယ်ဗျကျုပ်တို့ကတော့အဲ့ဒီချက်ချောင်းပြက်တွေကခေါင်းလောင်းကြီးကိုဖျက်ဆီးဖို့လာတဲ့အကြောင်းပြောပြတော့ဇလက်ကုန်းသားတွေကလန်သွားကြတာဗျသူတို့လည်းအဲ့ဒီခေါင်းလောင်းကြီးကိုဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့အကြောင်းပြောတာဗျဒါပေမဲ့ခေါင်းလောင်းကိုဖျက်ဆီးဖို့ကြံစီတိုင်းသူတို့ရွာမှာဘေးဒုက္ခတစ်ခုမဟုတ်တစ်ခုကြုံကြရတဲ့အကြောင်းပြောကြတယ်နောက်ဆုံးတော့သူတို့တွေလုံးဝမနေဝန်းကြတော့ပဲရွာပြောင်းတည်ရတဲ့အထိဖြစ်သွားရောတယ်ဗျာကျုပ်တို့ကလည်းခေါင်းလောင်းကိုဖျက်ဖို့မဖြစ်နိုင်တဲ့အကြောင်းပြောပြီးမလောက်ကြဖို့တားကြတယ်သူတို့ဘလောက်ပဲတာကျုပ်တို့ကအဝေးကြီးကလာခဲ့ကြရတာဆိုတော့မရရအောင်ဖျက်မားလို့ပြောပြီးဇလက်ကုန်းရွာဟောင်းကိုရှာဖို့ထွက်ခဲ့တယ်ညနေ9 နာရီမှာဇလက်ကုန်းရွာဟောင်းကဘုရားကျောင်းပြက်ကြီးကိုရောက်လာခဲ့တယ်မဖဲဝါကဒါကြောင့်ဘုရားကျောင်းပြက်ကြီးလို့ပြောတာဗျာဘုရားကျောင်းပြက်ကြီးကပြင်းကလေးတစ်တွေနဲ့ဆောက်ထားပေမဲ့အတော်မပြူတာကြတော့ပျက်စီးပြီးရိုင်းနဲ့ပြိုကျနေတာပေါ့ဗျာကျုံနဲ့ကိုဖိုးအောင်ဘုရားကျောင်းပြက်ကြီးထဲဝင်ပြီးလိုက်ကြည့်ကြတယ်ထိုင်ကုန်ကျိုးပဲတွေနည်းနည်းပါးပါးရှိတာကလို့ရင်တခြားဘာမှမရှိတော့ပါဘူးတော်ရဲမှာဆိုတော့အစောကြီးမိုးချုပ်တာပေါ့ဗျာကျုံနဲ့ကိုဖိုးအောင်ကျုပ်တို့မှာပါလာတဲ့ဖျောင်းနိုင်တွေထုတ်ပြီးထွန်းလိုက်ကြတယ်ကျုံနဲ့ကိုဖိုးအောင်ဘုရားကျောင်းပြက်ကြီးရဲ့အလယ်မှာဒူးထောက်ထိုင်ကြပြီးဘုရားကျောင်းဆောင်ကြီးဗျာဟောဒီကစောဖိုးအောင်ရဲ့ပိုးမန်ဖိုးကောင်နဲ့ခမည်းနဲ့ဖြစ်ခဲ့တဲ့ကိစ္စအတွက်မန်ဖိုးကောင်ရဲ့မြေးဖြစ်တဲ့စောဖိုးအောင်ကဘုရားကျောင်းဆောင်ကြီးကိုလေးလေးနက်နက်တောင်းပန်ပါတယ်ဗျာလူကြီးတွေဖြစ်ခဲ့တဲ့ရန်ညွှန်းရန်စားတွေကိုဒီမှာပဲရပ်ပေးလိုက်ပါဗျာစောဖိုးအောင်ကအနှွညွတ်တောင်းပန်ပါတယ်ဟုတ်ပါတယ်ဘုရားကျောင်းဆောင်ကြီးကျုပ်စောဖိုးအောင်အနှွညွတ်တောင်းပန်ပါတယ်ဗျာဟာဖြူဖြူရည်ကြီးတစ်ခုရိတ်ကနေဖြတ်ပြေးသွားတာမြင်လိုက်ရတယ်ဗျပြီးတာနဲ့ဘုရားကျောင်းပြက်ကြီးရဲ့ပိတ်ထားတဲ့တကားတွေဟာသူ့အလိုလိုကိုဘုံကနေပွန့်ထွက်ကုန်ကြရောဗျဘုရားကျောင်းပြက်ကြီးရဲ့ကျမ်းပြင်ပေါ်မှာလဲပြိုနေတဲ့ခုံတွေလည်းလေထဲကိုမြောက်တက်ပြီးတုံးကနေမိအောင်ကျမ်းပြင်ပေါ်ကိုပြန်ချလာကြတယ်။သွားပြီးကိုကြီးဖိုးအောင်ကြီးဘလို့မှတောင်းပန်လို့ရမယ်ပုံမပေါ်ဘူးဗျာ။ဟာခေါင်းလောင်းကြီးထိုးနေပြီဗျ။သူ့လိုလိုကိုထိုးတာဗျာ။အောင်မလေးဗျာခေါင်းတွေကော့ထက်တော့မယ်ဗျ။ကိုဖိုးအောင်ကသူ့နားနှစ်ဖက်ကိုလက်ဝါးနဲ့အုပ်ပြီးကျမ်းပြင်မှာခေါင်းဆိုင်ပြီးအော်နေတာဗျ။ကျုပ်ဖြင့်ကြက်တီးတွေထားလိုက်တာမပြောပါနဲ့တော့ဗျာ။ကျုပ်ချက်ချင်းမဖဲဝါရဲ့ကိုပွဲရုပ်ကလေးကိုထုတ်ယူလိုက်ပြီးတင်ချိုင်းရှင်မကြီးမဖဲဝါခင်ဗျာ။ကျုပ်တို့ဖះเจ้าပြက်ကြီးတဲ့ကိုရောက်နေပါပြီအခုဖះเจ้าဆောင်ကြီးကိုတောင်းပန်နေတာပါဘလို့မှတောင်းပန်လို့မရဘဲဘုံနိုင်ကျဲနေပြီဗျာခေါင်းလောင်းကြီးလည်းမရက်ဖဲထိုးနေပြီဗျာခေါင်းလောင်းကြီးလည်းမရက်ဖဲထိုးနေပြီဗျာကိုကြီးဖိုးအောင်လည်းအော်ဟစ်နေပြီမဖဲဝါအမြန်ကြွလာခဲ့ပါဗျာကျုပ်လည်းမဖဲဝါကိုချက်ချင်းပြင်ရတော့တာပေါ့ဗျာဖះเจ้าကြီးတစ်ခုလုံးခေါင်းကိုဆန်းနေပြီဗျအောင်မလေးဗျာခေါင်းကြီးကွဲထွက်တော့မယ်ဗျာရလိုက်ပါတော့ဗျာကိုကြီးဖိုးအောင်တတိထားစိတ်မလျှော့လိုက်နဲ့ဟာရေခေါင်ကြီးချက်ချင်းမိုးတွေချိန်လာပြီဗျ။ဘာတွေဖြစ်ကုန်ပြီလဲတော့မသိဘူးဗျာ။ချက်ချင်းကိုမိုးသက်မုန်တိုင်းကျလာတာဗျ။ဟာမိုးကြီးလေကြီးကျလာတာဗျ။ကျုပ်တို့ထွန်းထားတဲ့ဖျောင်းနိုင်တွေငင်းကုန်ပြီ။ဖះเจ้าတစ်ခုလုံးမောင်သွားပြီဗျာ။ဟောလျှက်စီးတွေတဝန်းဝန်းလက်နေတာဗျာ။လျှက်စီးတွေရောင်ကြောင်ဖះเจ้าကြီးထဲမှာလင်းကနေဖြစ်သွားတော့မြင်လိုက်ရတာဗျာ။ဖြူဖြူရေကြီးတစ်ခုကကိုကြီးဖိုးအောင်ကိုစိုက်ကြည့်နေတာဗျ။ကျုပ်ချက်ချင်းပြေးပြီးကျုပ်လွယ်ထားတဲ့ကျုပ်လွယ်ထဲမှာဆေးဝါးတွေတင်းတွေအစုံပါတယ်လေဗျာကိုဖိုးအောင်စောစောကလိုမအော်တော့ဘူးဗျာမိုးတန်လေတန်တွေအောက်မှာတဆေကြီးထိုးတဲ့ခေါင်းလောင်းတန်ကပျောက်သွားတယ်တဆေကြီးတော်တော်ကိုဒေါသဖြစ်သွားပုံပဲဗျာဟာမိုးချိုးပြစ်ပြီဗျဟာခေါင်းလောင်းကြီးကိုပြစ်ချလိုက်တာဗျဖះเจ้าလေးကိုတိုးဝင်လာတဲ့ဒေဝေလိုင်းကြီးနဲ့ဖြူဖြူရိပ်ကြီးပါသွားပြီဗျခေါင်းလောင်းကြီးလည်းခေါင်းလောင်းစင်အောက်ကဓမ္မန်တလင်းပေါ်မှာကွဲပြီးတသစီကိုဖြစ်နေပြီဗျာဝင်းကနေလက်နေတဲ့လျက်စီးအောင်အောက်ကျုံမြင်လိုက်ရတဲ့မြင်ကွန်းတွေပေါ့ဗျာကိုကြီးဖိုးအောင်ခေါင်းလောင်းကြီးကိုမိုးချိုးပြစ်လို့ကွဲသွားပြီဗျဟေးဟုတ်လားတတီ
ဝမ်းတာလိုက်တာကွာဒါဆိုရင်ငါတို့ချိန်စာပြေပြီပေါ့ကွာဟုတ်တယ်ဗျဟုတ်တယ်စောကလေတစ်ချက်စောင့်တိုက်လိုက်တော့ကဖြူဖြူရိတ်ကြီးလဲပါသွားပြီဗျဟေးဟုတ်လားမင်းမြင်လိုက်လားတာတီမြင်လိုက်တယ်ဗျကိုကြီးဖို့အောင်ရဲ့ကျုပ်တေးသေးချာချာကိုမြင်လိုက်တာဝမ်းတာလိုက်တာကွာလေလဲတဖြည်းဖြည်းငြိမ်သွားပြီမိုးလဲဆဲသွားပြီဗျကျုပ်တို့လည်းငြိမ်သွားတဲ့ဖျောင်းနိုင်တွေကိုပြန်ထွန်းလိုက်ကြတယ်ဖျားเจ้าမြက်ကြီးလဲငြိမ်သက်နေပြီကျုပ်တို့နေရောက်ဖျောင်းနိုင်ပြီးတယောက်တစ်တိုင်ကင်ပြီးတမန်တလင်းပေါ်မှာတစားစီကွဲကြည့်နေတဲ့ခေါင်းလောင်းကြီးကိုတွားကြည့်ကြတယ်ကိုကြီးဖို့အောင်ခေါင်းကိုက်သေးလားဗျမကိုက်တော့ဘူးကွာတာတည်းရကျုပ်တို့နေရောက်တညာလုံးငကားဆေးလိတ်ကလေးဖွာရင်ဖျားเจ้าမြက်ထဲမှာထိုင်ရင်မိုးလင်းရတာပေါ့ဗျနှစ်ယောက်စလုံးအိတ်ကိုမအိပ်ရတာဗျနောက်နေ့ကျုပ်တို့နေရောက်တောင်ပေါ်ကပြန်ဆင်းတော့ဇလက်ကုန်းကလူတွေဝမ်းသာအားရကြိုကြတယ်ဗျကျုပ်တို့ကညကမုံတိုင်းကြပြီးလေယုံမိုးရောရချပြီးမိုးကြိုးပစ်ချလိုက်လို့ဖျားเจ้าမြက်ကြီးတွေကခေါင်းလောင်းကြီးကွဲသွားတဲ့အကြောင်းပြောပြတော့အားလုံးအံ့ဩနေကြတာဗျညကဘလို့လို့လေကြီးမိုးကြီးကြမှာတော့ဒီလောက်ຫນွေခေါင်ကြီးမှာအဲ့လိုပြောကြတော့ကျုပ်ဖြင့်အံ့ဩလိုက်တာဗျဒါဆိုရင်မုံတိုင်းကြပြီးမိုးတွေရောလေတွေတိုက်မိုးကြိုးတွေပစ်တာတောင်ပေါ်ကဖျားเจ้าမြက်ကြီးဝင်းထဲမှာတင်ဖြစ်သွားတယ်ဆိုတာကိုကျုပ်တွေးမိပြီးတော်ကိုအံ့ဩသွားတာဗျမဖေးဝါကျုပ်ကိုပြောလိုက်တဲ့အတိုင်းတောင်ပိုင်နတ်ကြီးကိုအကူညီတောင်းလိုက်တာပဲဆိုတာကိုကျုပ်တည်တည်ချာချာနားလည်သွားတာပေါ့ဗျာကျုပ်တို့နေရောက်ရွာကိုပြန်ရောက်တော့ကိုကြီးဖိုးအောင်ကမဲသားတပိတ်တာဝယ်ပြီးမဖဲဝါကိုစားပွဲပေးလိုက်တယ်ဗျကျုပ်ပဲအားလုံးလှုပ်ပေးရတာပေါ့ဗျာအဲ့ဒီကလေးကကိုကြီးဖိုးအောင်လည်းအတူကခါလောင်းတန်ကြီးမကြမ်းရတော့ဘူးလေဗျာဒါတီအဆုံးထိနာဆင်ပေးခဲ့လို့ကျေးဇူးပါဘိုင်ဘိုင်